အားလုံးပဲမင်္ဂလာပါညီမလေးတယောက်ရဲ့ကချင်အထည်လေးတွေလာပြပေးတာပဲဖြစ်ပါရှင်အင်းနီနဲ့ထည်ချုပ်လို့ရတဲ့ဟာကိုအင်းနီသုံးတယ်ချုပ်ပေးထားတာပေါ့နော်ညီမလေးတယောက်ရဲ့ကချင်အထည်လေးလာပြပေးတာပဲဖြစ်ပါရှင်ဒါလေးကတော့ထမိန်လေးပါဒါညီမလေးချုပ်ခိုင်းတဲ့ပထမတစ်ထည်ပါရှင်ညီမလေးကလက်ဖောင်းနေမကြက်ဘူးရိုးရိုးလေးပဲပေါ့နော်သူကဒါလေးကချုပ်ခိုင်းတဲ့ပုံလေးပါရှင်ဒါလေးကပထမတစ်ထည်ပါပထမတစ်ထည်မှာဒါလေးကအမိတ်ကလေးကသူကဒီလိုတေးသေးလေးပဲကြိုက်တာအမိတ်ကဒါလေးပဲဒုတိယတစ်ထည်ကတော့ဒါလေးပါရှင်ဒါလေးကဒုတိယတစ်ထည်ပါသုံးတယ်ရအောင်ချုပ်ပေးထားပဲဖြစ်ပါတယ်ဒါလေးကတော့အမိတ်ကလေးလည်းပို့လို့ဆိုပြီးမှရင်စီလေးကိုလက်စာတော့မရတော့ဘူးပေါ့လက်စာတော့မရတော့ဘူးပေါ့နော်အင်းဒီသုံးတယ်စာဆိုတော့လက်စာမရတော့ဂျိုင်းမြက်လေးကိုမှတော့အရှိကိုရင်စီလေးကိုဆောင်းလေးနဲ့ဒီလိုလေးယူပေးထားပါရှင်ပြောချင်တာကတော့1 set စာကိုအင်းဒီနှစ်ထည်စာကို30ရအောင်ချုပ်ပေးထားရပဲဖြစ်ပါတယ်ရှင်ဒါလေးပါကြည့်ရှုလူတယောက်ချင်းဒီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်